အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေတို့ကိုထိုင်းနိုင်ငံအယုဒ္ဓယမြို့အယုဒ္ဓယတက္ကသိုလ်ဝင်းမှာတည်ရှိတဲ့ထိုင်းနိုင်ငံရဲ့ပထမဦးဆုံးရှိုက်ခွတ်အစ္စလမ်ရှိုက်အာဟမတ်ကူမီရဲ့ဗိမာန်တော်စီကိုအလဲခေါ်သွားမှာဖြစ်ပါတယ်ရှိုက်အာဟမတ်ကူမီကို1543ခုနှစ်ရခိုင်ပါရှန်နိုင်ငံယခုအီရန်နိုင်ငံမှာကွမ်လို့ခေါ်တဲ့ဒေသမှာမွေးဖွားခဲ့တဲ့ပါရှန်လူမျိုးအစ္စလမ်ဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်သူ့မှာညီအကိုတစ်ယောက်ရှိပါတယ်အဲ့ဒီသူ့ရဲ့ညီအကိုဟာလည်းသူနဲ့အတူဆိုင်ယမ်ကိုကူတန်းရောက်ဝယ်ရေးအတွက်ဂုံတဲ့အဖြစ်နဲ့ရောက်ရှိခဲ့ကြပါတယ်။သူတို့ရောက်လာခဲ့တဲ့ကာလက18ရာစုအစောပိုင်းကာလလောက်မှာရောက်ရှိခဲ့ကြတာဖြစ်တာပေါ့နော်။နောက်ပိုင်းမှာအယုဒ္ဓယပြည်သူထိုင်းမျိုးသမီးတဦးနဲ့လက်ထပ်ပြီးတော့နောက်တစ်ချိန်ထိုင်းမှာတကူအာနာကြီးလာမဲ့ Wonnak family ကိုတည်ထောင်ခဲ့ပြီးအတော့အတန်ကျွဲဝချမ်းသာလာခဲ့ပါတယ်။သူရောက်ခဲ့တဲ့အချိန်ကာလကအယုဒ္ဓယပြည်ရဲ့ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့မဟာချကရာဖတ်ရဲ့မြေကင်းဆွန်ထမ်ရဲ့စူးစံစဉ်ကာလဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဆိုရင်မြန်မာပြည်မှာကတောင်ငူ Dynasty ခေတ်အနောက်ဘက်လွန်မင်းစိုးစံစဉ်ကာလနဲ့အတူတူလောက်သွားကြမှာပေါ့နော်။ရှိုက်ကအယုဒ္ဓယရှေးခေတ်ကာလမှာအယုဒ္ဓယနဲ့ပါရှန်ရဲ့ကုန်သွယ်မှုဆက်ဆံရေးမှာအရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ကုန်သွယ်ရေးအရင်းမြစ်များနဲ့ပညာရေးနောက်ခံတွေကြောင့်ရှင်ဘုရင်ရဲ့ချီးမြှင့်မြောက်စားမှုတွေများစွာရရှိခဲ့ပြီးအယုဒ္ဓယတော်ဝင်ရုံးတော်မှာအရေးပါသောယာတုကြီးတစ်ခုလည်းရရှိခဲ့ပါတယ်။ဘုရင်ရဲ့ဂျပန်ပြည်နဲ့ကုန်သွယ်ရေးအရေးပေါ်ပြုပြင်မှုမှာလည်းအကြံပေးအရာရှိအဖြစ်ပါဝင်ခဲ့တယ်ဆိုပြီးတော့ရှေးခေတ်စာတမ်းများမှာဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။ဒီဘက်ခေတ်အခေါ်အရဆိုရင်ဘုရင်ကသူ့ကို Department of Western Maritime Affairs လို့ခေါ်တဲ့ Kronta Kwak လို့ခေါ်တဲ့အနောက်နိုင်ငံနဲ့ပတ်သက်တဲ့ပင်လယ်ပိုင်းဆိုင်ရာကုန်သွယ်မှုတွေမှာစီမံကွပ်ကဲစီခဲ့ပါတယ်။သူ့ကိုတိုင်းသားမွတ်စလင်တွေအတွက်ရောအယုဒ္ဓယမွတ်စလင် community အတွက်ရောထိုင်းနိုင်ငံရဲ့ပထမဦးဆုံးရှိုက်ခွတ်အစ္စလမ်အဖြစ်ဘုရင်ကိုတော်တိုင်ကတာဝန်ပေးထားခဲ့ပါတယ်။ထူးခြားတာကဒီပုဂ္ဂိုလ်ကရှီအာမွတ်စလင်ဖြစ်ပြီးတော့သူ့နောက်မှာတက်လာတဲ့ဒုတိယတတိယရှိုက်ခွတ်အစ္စလမ်တွေကြမှာပဲဆွန်နီမွတ်စလင်တွေဖြစ်ခဲ့တယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်ဗဒုံမင်းလက်ထက်မှာဘုရင်ကိုတော်တိုင်တာဝန်ပေးခဲ့ဘူးတာကအမရပူရာမြို့တော်မှာဆယက်မိုဟမ္မဒ်ရှရီဖ်ဘွေတော်အာဘီရှာဟူစိန်နီကပထမဆုံးသာသနာပိုင်ဆရာတော်ပေါ့နော်ရှိုက်အာဟမတ်ဟာထိုင်းနိုင်ငံမှာရှီယာအစ္စလမ်အယူဝါဒများကိုစတင်ဖြန့်ချိပေးခဲ့သူအဖြစ်လည်းသိရှိရပါတယ်သူရဲ့အယုဒ္ဓယနိုင်ငံမှာလာရောက်နေထိုင်ခဲ့မှုကထိုင်းနိုင်ငံ၌ပါရှန်အီရန်လူမျိုးများနဲ့ထိုင်းလူမျိုးများမွတ်စလင်နဲ့ဗုဒ္ဓဘာသာတို့ရဲ့ရှင်တွဲနေထိုင်မှုများဆိုင်ယံဘုရင်နဲ့ဂုံသွယ်ရေးယဉ်ကျေးမှုဆက်သွယ်မှုများအတွက်အရေးကြီးတဲ့တမိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။သူဟာဆိုလို့ရှိရင်အယုဒ္ဓယနိုင်ငံတော်ဝင်တရားရုံးမှာလည်းတကူအာဏာကြီးမားခဲ့တဲ့တာဝန်ရှိသူတူဖြစ်လာခဲ့ပါတယ်။သူဟာထိုင်းနိုင်ငံမှာအင်အားကြီးမားတဲ့မိသားစုတစ်စုဖြစ်တဲ့ Wonnak family ရဲ့ဘိုးဘေးတူလည်းဖြစ်ပါတယ်။သူတို့မိသားစုကထိုင်းနိုင်ငံမှာပါရှန်လူမျိုးတို့ရဲ့ဟင်းလျာတစ်ခုဖြစ်တဲ့မဆမန်ကာရီဂျက်ဘဲအမဲအဲ့လိုမျိုးပါအာလူးနဲ့တိုဖူးတို့အုံနိုးတို့ကိုရောချဲရတဲ့ပါရှန်ဟင်းလျာကိုစတင်မိတ်ဆက်ခဲ့တဲ့မိသားစုလို့လည်းသိရပါတယ်။ရှိုက်ဟာ1632ခုနှစ်တက်တော်88နှစ်မှာကွယ်လွန်အနိစ္စပြုခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာအီရန်နဲ့ထိုင်းနိုင်ငံတို့ရဲ့မိတ်ဖက်နိုင်ငံဖြစ်ခဲ့တာနှစ်ပေါင်း420ပြည့်အမှတ်တရနေ့မှာတင်ဆက်ခဲ့တဲ့ National Thailand ရဲ့မီဒီယာရဲ့ဆောင်းပါးတစ်ခုမှာဆိုလို့ရှိရင်ရှိုက်ရဲ့အခမ်းကဏ္ဍကိုဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။အခုမြင်တွေ့နေရတဲ့အဆောက်အအုံကတော့အယုဒ္ဓယမွတ်စလင်တက္ကသိုလ်ကျောင်းသားတွေဆွလက်ဆောက်တည်ဖို့ဆုတောင်းဝတ်ပြုမှုပြုလုပ်ဖို့ရန်အတွက်တည်ဆောက်ပေးထားတဲ့ဂျမတ်ခန္ဓာတစ်ခုပဲဖြစ်ပါတယ်။အခုလက်ရှိမှာပြန်လည်တည်ဆောက်နေစေမို့ကျွန်တော်တော့ဝင်မကြည့်ခဲ့ရဘူးပေါ့နော်။ဒီလိုပဲအပြင်ကနေဗီဒီယိုရိုက်ပြီးတော့နေပြန်လာခဲ့ပါတယ်။ဒီဘက်မှာအဲ့ဒါကတော့ရှိုက်ရဲ့ဒီဘက်အချမ်းမှာပေါ့နော်ဒါသူကနမတ်ဝတ်ပြုဖို့အတွက်မွတ်စလင်တက္ကသိုလ်ကျောင်းသားတွေအတွက်တည်ဆောက်ပေးနေတာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့အဲ့ဒါရှိုက်ရဲ့ဗိမာန်တော်ပေါ့နော်အခုလိုမြင်ရတွေ့ရတာကတော့အလွန်ကိုမှစက်တည်ရရှိပြီးတော့နေငြိမ်းချမ်းမှုသင်္ကေတတစ်ခုအဖြစ်အနေနဲ့လည်းမြင်တွေ့ခံစားမိပါတယ်ထိုင်းနိုင်ငံဟာလူမျိုးရေးဘာသာရေးမခွဲခြားဘဲနဲ့ပြည်သူပြည်သားတွေအားလုံးအပေါ်မှာတတွေးတဲ့တသားတဲ့အုပ်ချုပ်နေတယ်ဆိုတာကိုလည်းသိရှိခံစားရင်းအားကျကျေနပ်မိပါတယ်။တငယ်ချင်းတို့လည်းအယုဒ္ဓယမြို့ကိုရောက်ရှိခဲ့မယ်ဆိုလို့ရှိရင်တစ်ခေါက်လောက်သွားလည်ကြည့်ကြပါဦးနော်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Thank you